အများကြီးပဲကဲနောက်ဆုံး scoop လေးကိုတော့မမဝိုင်ကနောက်ထပ် item မတူအောင်လို့ဒီဘုံလေးကနေပြီးတော့ထပ်ခတ်ပေးမယ်သူထဲမှာပါတဲ့ topping blind box လေးရကြဒါလေးပါထည့်လိုက်ပြီနော်ဒီတစ်ခါမမဝိုင်ကတော့8နှစ်အရွယ်တဲတုံးလေး3ရက်ဒီမိုးလေးအတွက်ကို scoop 3ခေါက်ခတ်ပေးမှာပါတဲတုံးလေးအတွက်ကိုတဲတုံးလေးရဲ့မမက surprise တက်လိုက်တာနော်ကျောင်းမှာပထမဆုရရဲ့အတွက်ကြောင့်ဆိုပြီးတော့ဆုချလိုက်တာပြီးတော့နောက်လဲတဲ့စာရေးစူးစမ်းအောင်တော့တဲ့နောက်တစ်ခါတဲ့ဒီလိုမျိုးတဲ့ဆုတွေရတယ်ဆိုရင်တဲတုံးလေးရဲ့မမကရဲ့ထပ်ပြီးတော့တဲ့လက်ဆောင်တွေပေးအောင်မယ်ဆိုပြီးတော့အမှားစကားလေးလည်းပါထားတယ်ကဲမမဝိုင်း school စခတ်တော့မယ် school က blind box လေးတွေပါတယ်ပေါ့နော် kitty လေးလည်းပါတယ်နောက်ရရလေးလည်းပါတယ်အဲ့ဒါကိုမမဝိုင်း3စုခတ်ပေးပါမယ်ကဲ blind box topping လေးထည့်လိုက်ပြီနော်မွေလိုက်ပါမယ်ကဲအားလုံးနှက်စအောင်မွေပြီးပြီလို့ထင်တဲ့ခါကျရင်စပြီးတော့ခတ်ပါပြီ1 school စပါမယ်1 school အများကြီးပါလာအောင်လို့ခတ်ပေးမယ်နော်စူးစမ်းပြီးတော့မြောက်တက်လာပြီတော့ပင်နေမြောက်တက်လာပြီ push ခုတဲ့1 2 3 4 5မစိုးချင်းနေကောင်းတယ်ကဲနောက်တစ်ခုတော့ဒီဘက်ကနေပြီးတော့ကလော်ထုတ်လိုက်မယ်ဒီဘက်မှာအများကြီးရှိရလို့စိတ်ထဲထင်နေရပါတော့ကလော်ပြီးဓာတ်ကိုငြိမ်လေးတိတ်ပြီးတော့သူကလှုပ်လို့မရအောင်လှုပ်ပြုတ်ကြပါမှာဆိုတော့ okay ပါလာပြီ push အများကြီးပဲကဲနောက်ဆုံး scoop လေးကိုတော့မမဝိုင်ကနောက်ထပ် item မတူအောင်လို့ဒီဘုံလေးကနေပြီးတော့ထပ်ခတ်ပေးမယ်သူထဲမှာပါတဲ့ topping blind box လေးရကြဒါလေးပါထည့်လိုက်ပြီနော်ဒီဟာကဘာလေးတွေလဲတော့မသိဘူးထပ်ပြုတ်မကြနဲ့နော်ကိုဘကခေါင်းကြီးကပြုတ်ကြခြင်း oh my god push ကြသွားလားကြသွားတော့ okay ဒါမဲ့ဒီထဲက3ခုပါတယ်စုစုပေါင်းဘယ်နှခုလဲဆိုတော့1 2 3 4 5 6 7 8 9 10 11 12 30 40 50 oh item 15ခုဒီ15ခုကဘာလဲဆိုတော့အတူတူကြည့်ကြမယ် topping လေးကအသေးလက်စွပ်ဘူးတဲ့ဒါလေးကကြတော့ color crayon ရဲ့ဒီ topping လေးကကြတော့ mini fire box ကဲစထည့်ကြမယ်အသေးလက်စွပ်ဘူးလေးကတခုဘယ် character လေးရွေးပေးရမလဲ8နှစ်ဆိုတော့မမဝိုင်ကဒီကအသီးလေးကတော့မစိုးဒါပေမဲ့ပုံစံတူတယ်လို့ဖြစ်နေရပေါ့နော်အဲ့တော့မမဝိုင်ဒါလေးရွေးပေးမယ်နောက်ပြီးတော့ crayon လေးတစ်ခုရွေးပေးပါမယ် color crayon ကဘာလေးရွေးပေးရမလဲလှတယ် color crayon လေးကတစ်ခုနဲ့ mini fire ပုတ်တဲ့ကကုရိုမီထည့်ရမလား my melody ထည့်ရမလားစိနာမလို့ထည့်ရမလားကုရိုမီထည့်ပေးမယ်နောက်ဒီ topping လေးကကြတော့ baby bee ကုတ်ကလေးပါ baby bee ကုတ်ကလေးကိုမမဝိုင်ကအညိုရောင်လေးလာတယ်ဝုံရုပ်လေးနဲ့ဒါကြီးထည့်ပေးမယ်ဒီ topping လေးကကြတော့ slide ဒါလေးကအစစ်ထိုးခဲရတဲ့ sticker roll တဲ့ဒါက color pencil တဲ့အဲ့3ခုရင်ထည့်မယ် slide ရပြီအစစ်ထိုးခဲတဲ့ကမမဝိုင်က pink လေးထည့်ပေးမယ်နောက် color pencil ကလည်းချစ်စရာကောင်းတယ်ဒီလိုခဲရံပုံဘူးလေးပါ Q eraser ရဲ့ဒါလေးကကြတော့ Q sharpener ပါမယ်ဒါလေးကကြ mini blind box တဲ့အဲ့3ခုထည့်မယ် Q eraser တဲ့ကမမဝိုင်က pink လေးထည့်ပေးလိုက်မယ် Q sharpener တဲ့ကမမဝိုင်ကဘာထည့်ရမလဲဆိုတော့ဒါလေးလာရနော်ဒါလေးထည့်ပေးမယ်နောက်တစ်ခုကကြ mini blind box က Zootopiaခက်စားနေတဲ့ Zootopia လေးပေါ့နော်ဒါလေးကဘာလေးပေါက်မလဲတော့မသိဘူးမမဝိုင်တပူးထည့်လိုက်မယ်ဒီ topping လေးကကြတော့2ခုပါတယ် mechanical pan နဲ့ခဲစံဒါလေးကကြ surprise bag က2ခုပါပါတယ်ဒီတော့ mechanical pan နဲ့ခဲစံဒီထဲတဲ့ကမမဝိုင်ကဒါလေးတွေလာရယ်နော်ပုံစံလေးကဒါလေးတစ်ခုနောက်ခဲစံဘူးလေးကတစ်ခုဒါလေးထည့်လိုက်ခဲစံဘူးလေးကတစ်ခုနောက် surprise bag ကကြတော့2ခုဆိုတော့မမဝိုင်ကဒီကတစ်ခုနဲ့ sticker roll လေးတစ်ခုထည့်ပေးမယ်ဒီ topping လေးကတစ်ခုပါတယ် sticker ဘုတ်ဆိုတော့မမဝိုင်ကဘာလေးထည့်ပေးရမလဲ stitch က Sanrio ရဲ့လာဘူးဘူးရဲ့ Sanrio လေးလာတယ် Sanrio လေးထည့်ပေးမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 50 ဝါ item 15ခုတောင်ရတယ်တဲအောင်လေး3ရက်ဒီမိုးရေမမဝိုင်းလည်းအရန်ချစ်တယ် school ကပစ္စည်းလေးတဲအောင်လေးစီရောက်တဲ့အခါမှာတဲအောင်လေးဖောက်ကြည့်ပြီးတော့အကြိုက်တွေ့ပါစေ bye bye